လူသားနဲ့တိရိစ္ဆာန်တွေနေရာချင်းလဲလှယ်သွားရင်ဘာဖြစ်မလဲဆိုတာစဉ်းစားကြည့်ဘူးပါသလားဒါကတော့လူသားမွေးမြူရေးခြံတစ်ခုပဲဖြစ်ပါတယ်လူတစုဟာအဝေးအစမရှိငူရက်စေဝါရီအောက်မှာဂုံတိတ်ခါမဲ့စွာနဲ့လောင်အိမ်ချင်းလေးတွေထဲပြေးလောင်ခံထားရတယ်အဲ့ဒီနောက်တိရိစ္ဆာန်မျက်နှာဖုံးဆိုထားတဲ့လူသမားတွေရောက်လာပြီးလောင်အိမ်ရှိကခွက်တွေထဲကိုဝက်စာတွေလောင်ထည့်ကြတယ်အမျိုးသားတွေဝါဖြူလာတဲ့အခါမှာတော့သူတို့လည်းပင်ကိုကြိုးကွင်းဆိုပြီးထုတ်ဆောင်သွားကြတယ်ပြီးတော့တူနဲ့ဥခေါင်းကိုအားဖြင်းဖြင်းရိတ်ထက်လိုက်ကြတာပေါ့အဲ့ဒီညမှာပဲအဲ့ဒီလူဟာမိသားစုတစ်ခုရဲ့ညစာအဖြစ်ပြောင်းလဲသွားတဲ့အမျိုးသမီးတွေရဲ့အခြေအနေကတော့ပိုပြီးဆိုးရွားပါတယ်တနေ့ကုန်နှုတ်ရည်ညစ်ပေးနေရတဲ့အဖြစ်အလုသမားတွေရဲ့တားဖောက်ပေးရမယ့်စက်ရုံတွေလိုဖြစ်နေခဲ့တယ်ကလေးမွေးပြီးတာနဲ့ကလေးတွေကိုချက်ချင်းအလူခံရပြီးအလေးချိန်ချိန်ကြတယ်အလေးချိန်မပြေတဲ့ကလေးတွေကိုတော့အသေးသက်ဖြစ်လိုက်ကြပါတယ်နိုရာရဲ့လက်နဲ့ခြေထောက်တွေဟာကလားထိုင်းမှာချီနှောင်ခံထားရပြီးထူဆန်းတဲ့ကိရိယာတွေပြည့်နေတဲ့အခန်းမောင်တွေရောက်နေတယ်သူမဘေးမှာရောင်မျက်နှာဖုံးဆွထားတဲ့လူတယောက်ရှိနေပြီးအဲ့ဒီလူကသူမကိုတစုံတီတာထိုးနှက်လိုက်တယ်။နိုရာတယောက်အတင်းအထားမှရုံခန့်ပေးမယ်လေမထူချခဲ့ပါဘူး။နောက်ဆုံးမှတော့သူမဟာလောင်အိမ်ထဲထည့်ခိုင်းရပြီးကုံလောင်ယုံစီကိုတင်းဖို့ချင်းခန့်လိုက်ရပါတော့တယ်။